တင်သိပါလား။ခုခေတ်ပါတီတွေမှာလူကြိုက်များတဲ့ချိန်ဟာတစ်ချိန်ကအဆိုင်နဲ့ကြောက်ကယောဂကူတဲ့ဆေးရည်တစ်ခုဖြစ်ခဲ့တယ်ဆိုတော့ဒါမှမဟုတ်ပင်လယ်သမားတွေသိလဲကြိုက်တဲ့ run ဟာအစတုန်းကသမုဒ္ဒရာထဲကိုတုံပြရတဲ့အမိုက်တစ်ခုဖြစ်ခဲ့တယ်ဆိုရင်ရောသိရုံမလား။ဟုတ်ပါတယ်။တင်ကူးတောက်နေတဲ့ရက်ွက်ထဲမှာရှီအောင်စစ်ပွဲတွေနယ်ချက်သမိုင်းတွေနဲ့ရေစရာကောင်းတဲ့တိုးဝက်ချက်တွေများကြီးတင်ရောက်နေပါတယ်။ဒီနေ့ဗီဒီယိုမှာတော့အရက်လောကရဲ့တက်တွေကျော် Face Separate 6မျိုးရဲ့အရန်မိုက်တဲ့နောက်ခံသမိုင်းတွေကိုပုံမြင်တစ်ပုဒ်လို့ပြောပြပေးတော့ပါမယ်။အားလုံးပဲမင်္ဂလာပါ။ဒီကိပါတော့ကနေပြန်လည်ကြိုဆိုလိုက်ပါ။အရင်ဘက်ကဗီဒီယိုတွေမှာကျွန်တော်တို့သူ့အဘာတွေကြောင့်ပြောခဲ့ကြ။ဒီနေ့မှာတော့ဘာတစ်ခုရောက်သွားတဲ့အခါမင်းထဲမှာကော်ဒေးအများကြီးတွေ့ရပါမယ်။အဲဒီကော်ဒေးအလုံးရဲ့အခြေခံတက်တွေကျော်ကအများအပြည့် Face Separate လို့ခေါ်တဲ့အခြေခံရဲ့6မျိုးပဲဖြစ်ပါတယ်။ဘူးတူတာတစ်ခုရကျင်နေဆိုရင်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။ပထမဆုံးအနေနဲ့အယောင်အနမ်းရတာရှင်းလင်းဆုံးဖြစ်တဲ့ဘော်ဂါကနေစလိုက်ကြရအောင်။ဘော်ဂါကိုရုရှားနဲ့ပိုလန်နိုင်ငံတွေကနေ AD 800စုနဲ့900စုလောက်မှာစတင်ခဲ့ကြပါတယ်။စောပိုင်းခေတ်တွေတုန်းကဘော်ဂါကိုအခုလိုတောက်သုံးမှုထက်စီးပွားတစ်ခုအနေနဲ့သုံးခဲ့ကြတာပါ။ရုရှားလိုအလွန်အေးခဲတဲ့ဆောင်းရည်တွေကိုဖျက်တမ်းဖို့အတွက်ခန္ဓာကိုယ်ကိုနှွေးထွေးစေတဲ့ຢာတစ်ခုအနေနဲ့တောင်းရင်းကနေလူလိများလာတာပါ။စိတ်ဝင်စားစရာကောင်းတာကဘော်ဂါဆိုတဲ့နာမည်ကရုရှားစကားဟိုးတာရေဆိုတဲ့စကားလုံးကနေဆင်းသက်လာတာဖြစ်ပြီးရေလေးနဲ့လက်တဲဝါတာလို့စစ်စနိုးနဲ့ခေါ်ကြတာပါ။1919ရုရှားဒေါ်လာရင်းမှာရုရှားတွေကဥရောပနဲ့အမေရိကကိုဖျက်ပြေးကြရတာကနေစမားတော်လိုမှတ်တစိတ်တွေနဲ့အတူကဘာနှံ့ကိုဘော်ဂါပြန့်နှံ့တော်ခဲ့ပါတယ်။ဘော်ဂါကိုအဓိကအားဖြင့်ဂျုံပေါက်မှုရောစားတဲ့ကောက်နှံတွေကနေအများဆုံးချက်လုပ်ပါတယ်။နောက်ပိုင်းမှာတော့အာလူးတွေကိုသုံးပြီးချက်တဲ့ဘော်ဂါတွေလည်းအများကြီးပေါ်လာပါတယ်။ဒီရဲ့ထူးခြားချက်ကချိန်ချိန်ပေါင်းထန်စစ်ထုတ်ပြီးအနံ့ရတာကိုတက်နိုင်ဆုံးဖယ်ရှားရတဲ့အတွက်ကော်ဒီဆက်တဲ့ကအလွန်သုံးဝင်ပါတယ်။ဒုတိယတစ်ခုကတော့တောက်လိုက်ရင်လန်းဆန်းသွားစေတဲ့တစ်တောနဲ့တင်းတင်းလေးနဲ့ဂျင်းပါဂျင်းကိုဗြိတိန်လိုများကသိကြပေမဲ့တကယ်မူလဇမြစ်က18ရာစုတုန်းကနယ်သာလန်ကနေစတင်ခဲ့တာပါနယ်သာလန်ကဆရာဝန်တူဖြစ်တဲ့ Sevius De Voet ဆိုသူကအစာအိမ်နဲ့ကြောက်ကက်ယောဂါတွေကိုကုသဖို့အတွက် Juniper Berry ကိုအရင်နဲ့စိတ်ပြီးဂျနီဗာဆိုတဲ့ဆေးကိုဖော်ဆက်ခဲ့ပါတယ်အဲ့ဒီချိန်ကနှစ်30စစ်ပွဲမှာအင်္ဂလိပ်စစ်သားတွေက Dutch စစ်သားတွေနဲ့အတူတိုက်ပွဲဝင်ဒီဂျနီဗာကိုတောက်ခဲ့ကြပါတယ်တောက်လိုက်ရင်ကြောက်စိတ်ပြောက်ပြီးရဲတင်းလာလို့ Dutch Curry လို့တော့နာမည်ပေးခဲ့ကြတယ်။စစ်ကြီးပြီးတော့အင်္ဂလန်ကိုပြန်ပယ်သွားရကနေဂျင်းဆိုတဲ့နာမည်ပြောင်းသွားတယ်။18ရာစုမှာတော့အင်္ဂလန်မှာရေထက်တောင်ဂျင်းကပို့ပေါ်ပြီးလူတွေအကုန်ဂျင်းကိုယူမှုတောက်ကြတဲ့ဂျင်းခရစ်ဆိုတဲ့ခေတ်ကြီးတောင်ဖြစ်ခဲ့ပါသေးတယ်။ဂျင်းဆိုတာကောက်နှံတွေကနေရလာတဲ့အရက်ကြမ်းကို Juniper Berries အပြင်နနန်စီတမယာကွန်လိမ္မောကွန်စတဲ့ဘာဝရုပ်ခဗေဒပစ္စည်းတွေနဲ့ထပ်မံပေါင်းခံပြီးပြုလုပ်တာဖြစ်ပါတယ်။တတိယတစ်ခုကတော့ပင်လယ်သမားတွေကျယ်စလို့နာမည်ကြီးတဲ့ run ဖြစ်ပါတယ်။ run ရဲ့ဇမြစ်ကတော့18ရာစုလောက်ကကာရစ်ဘီယန်ကျွန်းစုတွေကနေစတင်ခဲ့တာပါ။အဲဒီခေတ်ကကာရစ်ဘီယန်ဒေသမှာဥရောပတိုက်သားတွေကပြန်ဆိုင်ခင်တွေအများကြီးလုပ်ပြီးကြားထုတ်ကြပါတယ်။ကြားချက်ပြီးတဲ့အခါပုံနေတဲ့တင်တဲ့ရည်တွေကိုဘာလို့ရမှမသိလို့အစပိုင်းမှာသမုတ်ပြတဲ့တွန်ချခဲ့ကြတယ်။ဒါပေမဲ့စိုက်ခင်းတွေမှာလှုပ်နေတဲ့ကြေးကျွန်းတွေကဒီတင်တဲ့ရည်တွေကိုကစော်ဖောက်ပြီးပေါင်းခံလိုက်ရင်ပြင်းထန်တဲ့ရက်တမျိုးရောက်ကြောင်းတွေ့ရှိသွားကြပါတယ်အစပိုင်းမှာတော့တောက်လိုက်ရင်လေချောင်းတွေပူပြီးစိတ်ပြင်းလို့ curd the bird လက်ဆိုးကိုတော့သိကျင်နိုင်တဲ့အရာလို့နာမည်ပေးခဲ့ကြတယ်။နောက်ပိုင်းမှာတော့ဗြိတိန်တပ်ကတမောသားတွေကိုနေ့စဉ်ထားလို့ခေါ်တဲ့ run ခွဲတမ်းပေးတဲ့အထိပြီးတော့ပင်လယ်သမားတွေအမြဲတောက်တဲ့အရက်ဖြစ်နေပါ run ကသမိုင်းတွင်ခဲ့ပါတယ်။ run ကိုကြံဒါမှမဟုတ်ကြားချက်ပြီးကြံခဲ့တဲ့တင်လဲရည်တွေကနေကစော်ဖောက်ပေါင်းခံပြီးလုပ်တာပါ။ကြံကနေလုပ်ထားတာမဟုတ်လို့ချုံများများရတာလေးနောက်ခံပါနေတတ်ပါတယ်။နံပါတ်၄ကတော့ပါတီတွေမှာရှော့အနေနဲ့တောက်လို့ရှိတဲ့တီကီလာပါတီကီလာရဲ့အိမ်ကတော့မက္ကဆီကိုနိုင်ငံမှာတီကီလာရဲ့သမိုင်းကရှစ်ခေအက်စတက်လူမျိုးတွေကနေစပါတယ်အက်စတက်လူမျိုးတွေဟာအဂါဘေးပင်ရဲ့အရေးကိုကစော်ဖောက်ပြီးဖိုးခေလို့ခေါ်တဲ့ယမကာတစ်မျိုးကိုတောက်သုံးခဲ့ကြတယ်16ရာစုမှာတော့စပိန်နယ်ချဲတွေမက္ကဆီကိုရောက်လာတဲ့အခါသူတို့မှပါလာတဲ့ဘရန်ဒီတွေကုန်သွားတော့ဒီအဂါဘေးပင်ကိုပေါင်းခံလုပ်ကြည့်ရကနေမက်စကယ်လို့ခေါ်တဲ့အရက်ပေါ်လာပါတယ်အဲ့ဒီကနေမှ18ရာစုနှစ်ရောက်တော့မက္ကဆီကိုနိုင်ငံတီကီလာဆိုတဲ့မြို့လေးမှာဒီရက်ကိုစနစ်တကျအကြီးကျယ်ထုတ်လို့ရကနေတီကီလာဆိုပြီးကဘာကျော်သွားတာပါဒီနေ့ကတီကီလာဆိုရင်မက္ကဆီကိုနိုင်ငံကတတ်မှတ်ထားတဲ့ဒေသ၅ခုမှာပဲထုတ်လို့ရမယ်လို့ဥပဒေနဲ့အတိအကျပြဋ္ဌာန်းထားပါတယ်တီကီလာကိုဘလူးအကာပဲလို့ခေါ်တဲ့ရှားဆောင်လက်ပတ်လိုပုံစံရှိတဲ့အပင်ကြီးတွေရဲ့ဥတိုင်ကနေပြုလုပ်ပါတယ်ဒီပင်တွေကအရွယ်ရောက်ဖို့ဆိုရင်9နှစ်ကနေ10နှစ်ထိအချိန်ယူရပါတယ်နံပါတ်5နေရာမှာတော့လူကြီးလူငယ်မျိုးအကြိုက်တွေ့ကြတဲ့ဝီစကီလာပါပဲဝီစကီရဲ့မူလဇမြစ်ကတော့စကော့တလန်နဲ့အိုင်ယာလန်ကနေစတင်ခဲ့တာပါအရက်ပေါင်းခန့်တဲ့နည်းပညာကိုဥရောပတိုက်ကခွဲရန်ဘုံတော်ကြီးတွေကအိုင်ယာလန်နဲ့စကော့တလန်ကိုယူဆောင်လာခဲ့ကြတာပါပြဿနာကအဲ့ဒီဒေသတွေမှာဇပစ်ကြီးကကောင်းကောင်းမဖြစ်ထုံတော့ဝိုင်လို့ဖို့အဆင်မပြေဘူးဒါနဲ့သူတို့စီမှာပေါ်များတဲ့မူရောစပါးလို့ကောက်နှံတွေကိုအသုံးပြုပြီးပေါက်ခံကြည့်ခဲ့ကြတယ်
အဲ့ဒါကိုသူတို့ဘာသာစကားနဲ့ whisky bitter တက်ဆောက်ရည်လို့ခေါ်ရကနေနှစ်တွေကြာလာတော့အတန်တက်တွေပြောင်းပြီး whisky ဖြစ်လာတာပါ။ whisky ကိုမူရောစပါပြောင်းကောက်မှုရောစားတဲ့ကောက်နှံတွေကနေပြုလုပ်ပါတယ်။အရေးကြီးဆုံးဆင့်ကတော့ပေါင်းခံမီတာရက်တွေကိုအုတ်တက်သားစီတွေထဲမှာနှိမ့်နဲ့ချီပြီးလောင်ထားရတာပါ။ဒါကြောင့် whisky ရဲ့ရှိုးရောင်နဲ့မွေးပြန့်တဲ့အနံ့လေးတွေရလာတာပါ။နံပါတ်6ကတော့ကနဝင်ဆန်နဲ့ brandy ပဲဖြစ်ပါတယ်။ brandy ရဲ့သမိုင်းက15ရာစု16ရာစုကုန်သွယ်ရေးခေတ်နဲ့ဆက်ဆက်နေပါတယ်။ Dutch ကုန်သည်တွေဟာပြင်သစ်ကဝိုင်တွေကိုတင်မောနဲ့အဝေးကြီးတည်တဲ့အခါလမ်းမှာအချင်းပေါက်ပြီးမပြတ်စည်းသွားအောင်လို့ဝိုင်ကိုမီးပူပြီးရေငွေ့ပြန်စေပြီးအရေကိုခမ်းပေါက်အောင်လုပ်လိုက်တယ်။ရွေချက်ကတော့တောက်မဲ့ချင်းချောင်းမှာရေပြန်ရောတော့ဖို့ပါ။ဒါကို Dutch လို Blout de Bleu မိရှုထားသောဝိုင်လို့ခေါ်ခဲ့တယ်။ဒါပေမဲ့စိတ်ဝင်စားကြကောင်းတာကခင်းရှိကြီးကိုသွားနေတော့တက်သားစီပိုင်းတွေထဲမှာထည့်ထားတဲ့ရက်ဟာရေပြန်ရောစရာမလိုပဲအရင်ကထက်ပိုပြီးရတာရှိနူးညံ့နေတာကိုအမှတ်မထင်တွေ့ရှိသွားရတဲ့ကနေ brandy ဆိုတာဖြစ်လာတာပါ။ပြင်သစ်ကကော့ညက်ဆိုရင်ကဘာကျော်ပါပဲ။ whisky ကကောက်နှံတွေကနေလုပ်တယ်လို့ brandy ကတော့စပြည့်အပါဝင်ပန်းပြီးတစ်တော်ပြီးစတဲ့တီးခံတွေကနေပြုလုပ်တာပါ။လွယ်လွယ်ပြောရရင်ဝိုင်ကိုမှတဆင့်ထပ်ပြီးပေါင်းခံလုပ်တာပဲဖြစ်ပါတယ်။ကဲအခုဆိုရင်ကဘာကျော်ဘေးစပရစ်6မျိုးလုံးရဲ့နောက်ွယ်ကစိတ်ဝင်စားကြသမိုင်းကြောင်းတွေနဲ့ပုံစံတွေကိုဒေးစိတ်တိလောက်ပြီးဖြစ်ပါတယ်။စောင်းရင်းကိုအန်တူခဲ့တဲ့ပေါ်ကနေခွင့်ရဖုံးတော်ကြီးတွေဖန်တီးခဲ့တဲ့ whisky ဒီအားလုံးဟာသူ့သမိုင်းနဲ့သူအရမ်းမိုင်းနေတာပါပဲ။နောက်ဘက်ဗီဒီယိုမှာတော့လူတော်နဲ့ရောထွေးတတ်တဲ့စလုံးပေါင်းကားစားမတူတဲ့ whisky နဲ့ whisky ဘာကွာလဲဆိုတဲ့ကောင်းစဉ်ကိုဆက်လက်တင်ဆက်ပြီးတော့မှမို့စောင့်မျှော်ကြည့်ရှုပေးကြပါဦး။ဒီနေ့ဗီဒီယိုလေးကိုသဘောကျတယ်ဆိုရင် like and share လုပ်ပေးဖို့လည်းမမေ့နဲ့နော်။အမှားတွေပါခဲ့ရင်လည်းခွင့်လုပ်ပေးပါဦး။ကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်။